မင်္ဂလာပါဗျာကိုရခလာပြီးတော့ပြောပြပေးချင်တာတော့ TikTok ပေါ်မှာ view တက်ချင်တဲ့လူတွေအတွက်ပေါ့နော် view တက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကျွန်တော်နှိပ်ပြသွားမှာဖြစ်ပါတယ်။ဘိုးရင်ဒီမှာပေါင်းလေးနှိပ်လိုက်ပါနော်။ပေါင်းလေးနှိပ်မယ်။ပေါင်းလေးနှိပ်ပြီးတိုင်းဒီမှာဒီဓာတ်ပုံနေရာလေးကိုရွေးလိုက်မယ်။အဲ့လိုပဲနှိပ်။ကဲပွင့်လာပြီပေါ့နော်။ပွင့်လာလို့ရှိရင်ကိုကတပုတ်တင်မယ်ပေါ့နော်။ဒီတော့မှတပုတ်တင်မယ်ဒီပုတ်လေးတင်မယ်ဒီပုတ်လေးတင်မယ်ကျွန်တော်နှိပ်ကိုတွန်းမယ်ထပ်တော့မယ်ဗျာထပ်တော့ပြီးလို့ရှိရင်အောက်မှာလေးပြီးမှမွန်းအဲ့ဒါတွေကိုနှိပ်ရ73စက်ကလေးနှိပ်ပြီးတော့လို့ရှိရင်ကိုကပြောရလို့ရှိရင်ဒီနေရာမှာဒီဟာလေးပေါ့နော်ဗီဒီယိုလေးနဲ့ဟန်နော်ဗီဒီယိုလေးနဲ့ဟန်ဘယ်လိုလဲဆိုလို့ရှိရင်ဒီ follower 1000ကျော်တဲ့လူတွေပေါ့နော်ဒီလိုလေးအတူ contact ကလေးတူတခါတည်းဟိုရင်းလုပ်ပေးရပါတော့1 2 3 4 5 6 9 10အဲ့လိုဒီစိတ်တက်ပေးတာပေါ့နော်ကိုကဒါလေးကိုလုပ်ချင်လို့ရှင်ဒါလေးကိုပိတ်နှိပ်ပါနှိပ်ပြီးလို့ရှင်အပေါ်မှာဒီမှာဒီစာတန်းကြောင်းလေးရှိတယ် ATS အဲ့ဒါလေးကိုနှိပ်မယ်ခဏဆောင်ပြန် line ကောင်းအဲ့ဒါပြီးတော့ဘောဟာလေးကိုနှိပ်လိုက်မယ်ဗျဖွင့်ပေးလိုက်မယ်ဗျဖွင့်ပေးပြီးဒီမှာကောက်ကလေးလိုက်ချစ်လိုက်မယ်ကောက်ကလေးလိုက်ချစ်ပြီးတော့ရင်အဲ့ဒါပြီးတော့လည်းဒီရောက်ကဟာလေးကိုကောက်လေးချစ်လိုက်မယ်ကိုကရပ်ပေါင်း365ရက်လောက်ချင်နေ365ရက်ကိုဒီမှာနှိပ်လိုက်မယ်နှိပ်ရလို့ရှိရင်စေ့လိုက်မယ်ဗျစေ့လိုက်မယ်ဒါလေးကိုထပ်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရှင်ရပါပြီရလို့ရှိရင်ကိုဘက်ဒီမှာရှက်ခန့်မယ်တင်တာဟိုဘာအကြောင်းရတင်မှာလဲပေါ့နော်အဲ့ဒါလေးလိုက်ပြီးတော့နှိပ်ပြီးတော့လို့ရှိရင် SYB တို့ပါတော့ဒီမှာဒါထည့်ကြည့်မယ်နော် SYB တက်လာတာ4 million 1 million အဲ့ဒါလေးတွေကိုဒါလေးနှိပ်လိုက်ပါဗျာဒါမျိုးလေးတွေရှောက်ပြီးရှက်တွေခံလိုက်ပေါ့ TikTok တို့ပါတော့ဒီ thisလို့လေးလိုက်ခံပြီးလို့ရှိရင်ပို့တင်လို့ရပါပြီဗျ post နှိပ်လိုက်လို့ရှိလို့ရှင်ဒါဟိုရင်းဖြစ်တော့ဘောနော် view တက်တဲ့ဟိုရင်းလေးရပြီပေါ့